အားလုံးပဲမင်္ဂလာပါတဒါ YouTube channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်နေ့ရပေးခဲ့တဲ့နှစ်ပွဲကတော့ရသွားလိမ့်မယ်လို့ထင်တယ်နော်တဒါဗီဒီယိုကိုအများအားကြည့်နေတဲ့သူဆိုရင်တော့သိကြတယ်ရသွားမှာပါရှင်ကဲဒီနေ့လဲပွဲတွေကနေတဲ့အတွက်နော်တဒါစိတ်ကြိုက်တော့တိတ်တော့မတွေ့ဘူးဒါပေမဲ့အကိုတို့အတွက်တော့တဒါအကောင်းဆုံးတော့နှစ်ပွဲကိုတော့ရွေးချယ်ထားတယ်ပထမပွဲကတော့နော်ကယ်ဂရီယာယီနဲ့လက်ချီပွဲစဉ်လေးတဒါအရင်ဆုံးပြောပြပေးမယ်လက်ချီကဒီမှာနိုင်ပွဲတပွဲတာပဲရှိသေးတယ်ပွဲတစ်ခုချင်းစီရဲ့ဒီရလက်တွေကတော့တိတ်ပြီးတော့မကောင်းနေဘူးသုံးပွဲစက်တိုက်ကိုရှာကိုမရှိပဲရှုံးနေထားခဲ့တယ်တပွဲကတော့တေးတော့ကြာထားတယ်ရှင်နော်ခြေစွမ်းတွေကတော့အတော်လေးကိုစိုးရနေတဲ့ထဲမှာတော့ပါတယ်ရှင်ဒီပွဲမှာတိုက်စစ်ကောင်းကောင်းနဲ့ပြန်ပြီးကစားလာဖို့တော့လိုအပ်နေပါရဲ့ကက်ဂရီယာကြီးကတော့မနော်ဒီယာကို9-9နဲ့3ပွဲစက်တိုက်ကိုအနိုင်ရရှိခဲ့တယ်ရိုမာနဲ့ဒီကစားခဲ့တဲ့ပွဲမှာကြာတော့နော်ဒူးစီနဲ့တော့ရှုံးနေသွားခဲ့တယ်ရှင်ကက်ဂရီယာကြီးရဲ့ဒီစွမ်းဆောင်ကြီးကလည်းတိတ်ပြီးတော့နော်အကောင်းကြီးထဲမှာတော့မဟုတ်နေဘူးပေါ့ဒါထိတ်ထတွဲဆောင်ခဲ့တဲ့ဒီပွဲတွေမှာဆိုရင်အင်ကွင်းမှာကစားခဲ့တာ9ပွဲလောက်ရှိတယ်အဲ့ဒီ9ပွဲမှာဆိုရင်တော့ကက်ဂရီယာရဲ့နိုင်ပွဲ2ပွဲတာပဲရရှိခဲ့တယ်ရှင်အင်ကွင်းမိုင်နိုင်တိတ်ပြီးတော့မကောင်းနေတာလည်းတွေ့ရတယ်နော်ခြေပိုင်းကိုဆက်ပြီးပြောရမယ်ဆိုရင်တဝက်ရှုံးနေ9ပေါင်းကနှလုံးပြည့်ရှုံးနေတော့ပေးထားတယ်ဒီဘက်ကတရေမဟုတ်ရင်ပေါ့နော်1စီလောက်တော့သွားလိမ့်မယ်ရှင်သူတို့ရဲ့ထိတ်ထတွဲဆောင်ခဲ့တဲ့ဒီပွဲတွေမှာဆိုရင်ပေါ့နော်ဒီဂိုးပေါ်တာတော့နည်းတယ်ဒါပေမဲ့တရားဒီပွဲကိုဂိုးပေါင်းအပေါ်တော့တရားစွန့်သားကြည့်ထားရဲ့ဒီပွဲကိုကက်ဂရီယာရီဘော်ဒီနဲ့ဂိုးဘော်တို့တရားခန့်မှန်းမိတယ်ရှင်ဒီနောက်ထပ်တစ်ပွဲကတော့ဂျီရိုနာနဲ့ဘာစီလိုနာပွဲစဉ်လေးကိုဆက်ပြီးပြောပြပေးမယ်ဂျီရိုနာကစားခဲ့တဲ့ပြိုင်ပွဲအတွင်းမှာဆိုရင်ပေါ့နော်နှစ်ပွဲတာပဲသူကအနိုင်ရရှိခဲ့တယ်ရှင်ကြံနေတဲ့ပွဲကတော့ဒီရှုံးပွဲတွေတရေပွဲတွေရရှိထားတယ်ပွဲတစ်ခုချင်းစီရဲ့ရလက်ပိုင်းကတော့တိတ်ပြီးတော့မကောင်းနေဘူးနော်ဂျီရိုနာအသင်းထဲမှာကဒီဒဏ်ရာရထားတဲ့ကစားသမားတွေကလည်းရှိတယ်အဲ့ဒီကစားသမားတွေကနော်ပြန်ဒီပွဲမှာပါဝင်ကစားဖို့ဆိုတာမသေးကြသေးဘူးဆိုတော့သိရတယ်ဘာစီလိုနာကစားခဲ့တဲ့နော်ဒီပွဲမှာဆိုရင်တော့ယာကိုမရှိပဲ80ကိုတော့ရှုံးနေသွားခဲ့တယ်ရှင်ဆွဲဆောင်ကြီးကတော့အမြဲတမ်းတော့မကောင်းနေဘူးအသက်အကျတော့ရှိတယ်ကစားခဲ့တဲ့9ပွဲမှာဆိုရင်လည်းပေါ့နော်တပွဲတာပဲရှုံးနေခဲ့တာကျန်တဲ့4ပွဲကတော့နော်အနိုင်ရရှိထားတယ်ရှင်ဘာစီလိုနာကအဝေးကွင်းအဆင့်မှာတော့နှစ်နေရတော့ရှိရနော်အဲ့ဒါတော့အကိုလိုတည်နေအဲ့တော့ဒါစကားတွေအများကြီးတော့မပြောတော့ဘူးဂျေးပိုင်ကိုဆက်ပြီးတော့ပြောပြပေးမယ်ဘာစီလိုနာဘက်ကတလုံးပြေရှုံတယ်ကိုပေါင်းက3လုံးပြေရှုံနေတော့ပေးထားတယ်နော်ဒီဘက်ကအနည်းဆုံးတော့ဘာစီလိုနာဘက်ကတော့2စီတော့ရနိုင်နေရှင်နော်ဘာစီလိုနာနိုင်ဖို့တော့ရာကိုင်းတော့များတယ်ဒါကတော့ဘာစီလိုနာဘော်ဒီနဲ့ကိုပေါင်းအပေါ်တော့ခံမှန်းထားတယ်နော်အကိုလို့ကြိုက်ရင်တော့ယူသုံးလို့ရရင်နော်မကြိုက်ရင်တော့ဘက်ကနိုင်ပါတယ်ဒါဒီနေ့ပေးတဲ့နှစ်ပွဲမှာဆိုရင်ဘာစီလိုနာဆိုရင်ဘာစီလိုနာဘော်ဒီနဲ့ကိုပေါင်းအပေါ်လို့ဒါပြောထားတယ်နောက်ထပ်တစ်ပွဲမှာဆိုရင်လေနော်ကက်ဂရီယာရီဘော်ဒီနဲ့ကိုပေါင်းအပေါ်တော့ဒါပြောထားတယ်အကိုလိုကြိုက်တော့ယူသုံးလို့ရပါတယ်နော်ကဲဒါဒီနေ့အတွက်တော့ဒီလောက်နဲ့ပဲရနာကြပါတယ်ရှင့်နောက်ရက်ဒီမှာလည်းသုံးသက်ချက်ကောင်းနေနဲ့ပြန်လာခဲ့ပါအောင်ရှင်